ကျွန်တော်ဒီနေ့ပြောပြပေးမှာတော့ mobile phone မှာ game ဆော့ခြင်းတဲ့လူတွေအတွက်အထူးသဖြင့်တော့ iOS မှာ game ဆော့မဲ့လူတွေအတွက်ကျွန်တော် Apple Arcade ကကျွန်တော်အကြိုက်ဆုံး game 5ခုကြောင်းပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Apple Arcade ဆိုတာဘာလဲကျွန်တော်အရင်ရှင်းပြချင်ပါတယ် Apple Arcade ဆိုတာဒီ Xbox Game Pass လိုမျိုးနောက် PlayStation Plus Premium တို့ Extra တို့လိုမျိုး subscription based game library တခုဖြစ်ပါတယ်ဒါပေမဲ့Xbox Game Pass ဆိုပေါ့နဲ့မတူတာကတော့ Apple Arcade ကဒီ streaming မဟုတ်ဘူးဖုန်းထဲကိုတဲ့အဲ့လို app ကို download ဆွဲလိုက်လို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါတော့တော်တော်လေးကောင်းတယ်ကုန်ကျစရိတ်အနေနဲ့ကတော့တစ်လကို 4.99 ပေးရပါတယ် Apple Arcade game ထဲမှာဒီဆော့ရတဲ့ game တွေအများကြီးရှိရယ် game အဟောင်းတွေလည်းရှိရယ် exclusive game တွေလည်းရှိရယ်ပေါ့နော်အဲ့ဒီနေရာမှာကျွန်တော်အကြိုက်ဆုံး game 5မျိုးကိုကျွန်တော်ဒီနေ့မှာပြပြပေးပါပါနံပါတ်5နေရာမှာတော့ ရိုးရှင်းရှင်း platformer game တစ်ခုဖြစ်တဲ့ Ultima ဆိုတဲ့ game ကိုကျွန်တော်ရွေးချယ်ထားပါတယ်ပေါ့ပပနဲ့သူကဒီ level တစ်ခုချင်းစီဆော့ရတာပေါ့နော်ကျွန်တော် Mario မှာလိုပဲWorld 1 Stage 1အဲ့လိုမျိုးထားလို့ပဲသူကအဲ့လိုမျိုးပေါ့ပဆော့လို့ရတယ်stage တွေကအရင်နဲ့အချိန်မကုန်ဘူးဒါ time consuming မဖြစ်ဘူးဆိုတော့ကျွန်တော်ပေါ့ပဒီ key ဘိုင်သွားရင်ဆော့တာတို့တယောက်ကိုစောင့်နေဆော့တာတို့အဲ့လိုချိန်မျိုးမှာအရင်အချိန်ဖြုံးပြီးဆော့လို့ကောင်းတဲ့ game တစ်ခုဖြစ်ပါတယ် visual လည်းတော်တော်လှတယ် story လေးကလည်းသူကသူကောင်းပါတယ်ကျွန်တော်အနေနဲ့ Ultima ကိုနံပါတ်5နေရာမှာထားပါတယ်ခင်ဗျာနံပါတ်4နေရာမှာတော့ sport game တစ်ခုဖြစ်တဲ့ NBA 2K ကိုကျွန်တော်ထည့်ထားပါတယ်ကျွန်တော် sport game တွေတော်တော်ကြိုက်ပါတယ်ဒါပေမဲ့ကျွန်တော် FIFA ကိုပိုကြိုက်တာပေါ့နော်basketball ကျွန်တော်စိတ်ဝင်စားတယ်ကျွန်တော်တစ်ခါတလေဆော့တယ်ဆိုတော့ NBA 2K ကဒီ mobile version ဆိုပေမဲ့တော်တော်လေးပြည့်စုံတယ်ပေါ့နော်ကျွန်တော် manager mode ဆော့လို့ရတယ်နောက် my player လိုမျိုးဒီကိုယ့်ဘာသာကို character create ပြီးတော့တေချာဆော့လို့ရတယ်ဆိုတော့ကျွန်တော်နံပါတ်4နေရာမှာထားတာပါတယ်ခင်ဗျာနံပါတ်3အနေနဲ့တော့ puzzle game တစ်ခုဖြစ်တဲ့ Where-Cat Falls ဆိုတဲ့ game မှာ Where-Cat Falls ကဒီ puzzle ရတော်တော်လေးဟိုမှာအုံနောက်လုပ်ပေးတဲ့ game ပေါ့နော်ကျွန်တော်ကြိုက်တယ်သူကတော့ကျွန်တော်ဆော့မယ်ဆိုလို့ရှိရင် recommend လုပ်ချင်တာကတော့ AC တစ်ချက်ကလေးတက်အချိန်ပေးပြီးတော့တေချာခေါင်းအေးထားပြီးတော့ဆော့တင်တယ်ပေါ့နော် visual လည်းလှတယ် music လည်းကောင်းတယ် puzzle လည်းတော်တော်ကောင်းပါတယ်ဆိုတော့ကျွန်တော် personally လည်းကြိုက်တာဖြစ်တဲ့အတွက်ကျွန်တော် Wake Up 4ကိုတော့နံပါတ်3နေရာမှာထားတာပါတယ်ခင်ဗျာနံပါတ်2နေရာမှာလည်းနောက်ထပ် platformer game တစ်ခုဖြစ်တဲ့ Little Office ဆိုတဲ့ game ပါ Little Office ကတော့ကျွန်တော်နံပါတ်2နေရာဘာလို့ပေးလဲဆိုတော့ကျွန်တော်သူ့ story ကိုနည်းနည်းလေးစိတ်ဝင်စားတယ် story ကဘယ်လိုလဲဆိုတော့ဒီအာကသရင်မှုတယောက်ပေါ့နော်အာကသရင်ပြတ်ကြတယ်တခြားဂျိုမှာသူပြဿနာတွေအများကြီးကြုံခဲ့တယ်ဒါပေမဲ့သူကဘာကိုပြန်ရောက်လာတယ် story ရဲ့အစမှာဒီသူကဘာကိုပြန်ရောက်လာလို့သူ့ကိုဒီကဘာစီစစ်တပ်ကကောင်တော်ကောင်ကသူ့ကို interview နေရပါတော့မင်းအပေါ်မှာဘာတွေတွေ့ခဲ့လဲဘာတွေဖြစ်ခဲ့လဲပေါ့ဟိုကောင်က story လေးအနေနဲ့ပြန်ပြောပြတဲ့ပုံအနေနဲ့ဆော့ရတာဖြစ်တယ်ပေါ့နော် visual လည်းတော်တော်လေးလှတယ်ပေါ့ပါလည်းရှိတယ်ကျွန်တော်အားကြောင့်နံပါတ်2နေရာမှာထားပေးထားပါတယ်ခင်ဗျာနံပါတ်1နေရာမှာတော့ကျွန်တော် Apple Arcade စပြီးတော့ဝယ်ပြတဲ့အကြောင်းရင်းတွေတစ်ခုဖြစ်တဲ့ Ocean Horn 2ဆိုတဲ့ game ဖြစ်ပါတယ်Legend of Zelda ရဲ့ rip off လို့ကျွန်တော်အမြဲတမ်းနောက်တည်းရဲ့ Ocean Horn 2ပါသူက story လည်းကောင်းတယ် puzzle လည်းကောင်းတယ် visual လည်းကောင်းတယ်တခြားပေါ် game လိုပဲဆက်ဆက်ရအဆင်ပြေပေါ့နော်ဒါပေမဲ့သူကတော့နည်းနည်းလေး heavy ဖြစ်တယ် storage လည်းတော်တော်လေးယူတယ်ပြီးတော့သူကတကယ် RPG game လိုမျိုးတေချာအချိန်ပေးပြီးဆော့တာဖြစ်တယ်ဒီကောင်ကတော့ကျွန်တော်တို့play time နည်းနည်းလေးများပြီးတော့ဆော့ပြောတဲ့ game တစ်ခုပေါ့နော် mobile မှာဆော့လို့ရတဲ့ story games တွေကပြောရရင်မြန်မာဆက်ဆက်သိမ့်မရှိပါဘူးပေါ့နော်ပြီးတော့ခုနပြောတဲ့ play time ကြာကြီးနဲ့လုံးဝ heavy ဆော့ရတဲ့ game ဆိုနည်းနည်းလေးရှားတယ်အဲ့ဒီထဲမှာ Ocean Horn 2ကတော်တော်လေးကွဲထွက်ပြီးတော့ဆော့လို့ကောင်းတယ်ကျွန်တော်ပြီးအောင်တော့ကျွန်တော်မဆော့လိုက်ဘူးဆိုတာနောက်ပိုင်းကျတော့ကျွန်တော်အရန်အီလာပြီးတော့ဖုန်းနဲ့ဆော့ရအဖြစ်တဲ့အတွက်ခေါင်းလေးကိုက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒါတော့သူ့ရဲ့ downside ပေါ့အဲ့ဒါကျွန်တော် Apple Arcade မှာဆက်မဆော့ပြပါဘူးဆိုတော့ Ocean Horn 2လည်းကျွန်တော်ဆော့ကြည့်ဖို့ recommend ပေးပါတယ်ကျွန်တော်ရဲ့ personal favorite ထဲမှာကျွန်တော် number 1နေရာပေးထားပါတယ်ခင်ဗျာApple Arcade မှာကျွန်တော်ခုနပြောခဲ့ game တွေပြင်အရင်တော့ classic game တွေကိုသူ့စီမှာ remaster လိုမျိုးပြန်လုပ်ပြီးတော့တင်ပေးထားမျိုးလည်းရှိရဲဥပမာ Monument Valley ကိုနောက်ပြီးတော့ Stardew Valley လို့အဲ့လို game မျိုးတွေလည်း Apple Arcade မှာအခုရှိရဲပေါ့နော်ဆိုတော့ဒီ mobile game အတွက်တော့ Apple Arcade ကတော်တော်လေးအဆင်ပြေရယ်ကျွန်တော်လည်းဆော့ပြောရလို့ထင်တယ်ပေါ့နော် Android user တွေအတွက်တော့ကျွန်တော်မပြောတတ်ဘူးဒါတော့ iOS မှာဆော့လို့အဆင်ပြေရဲ့ Apple Arcade ကိုကျွန်တော် recommend ပေးထားဖြစ်ပါတယ်အခုကျွန်တော်ဗီဒီယိုကြည့်နေတဲ့မှာ Apple Arcade လက်ရှိဆော့နေတဲ့သူပဲဖြစ်ဖြစ်ဆော့ဘူးတဲ့သူပဲဖြစ်ဖြစ်ရှိရဆိုလို့ရှိရင်လည်းဘယ် game တွေကိုကြိုက်လဲဆိုတာကိုကျွန်တော်ကို comment မှာပြောခဲ့ပေးလို့ရပါတယ်နောက်တဲ့ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်တွေ့ကြပါမယ်စာဆုံးကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ခင်ဗျာ